ဒီနေ့ရန်လာနေနော် နာပါ ပြောင်းရေးတဲ့ငါဘယ်မှာမြင်ဘူးလဲမသိဟာပါ ရိုးနဲ့ငါနဲ့ကဖိတ်ဖို့မှလည်း friend တွေကွာရိုးလေးငါ messenger မှာအဘောမပေးရတော့ကြာတော့ရိုးမကိုတော့ messenger မှာအဘောလေးတစ်လုံးပေးလိုက်မယ်နော်ရိုးငါ messenger မှာအဘောတစ်လုံးပေးလိုက်ပြီကြည့်ရိုးမကိုထွန်းရဲ့အဘောလေးကိုလက်ခံလိုက်နော်အဖောင်တဲ့ဒီရုပ်လေးကိုကြည့်ပါချစ်စရာလေးပါအရှိရစိတ်ပြက်စရာကြီးပိတ်ထားပါဦးညီမရဲ့ တိုက်တယ်လေချင်း ဟာလောက်ဦးတရှင်းတိုင်းနေချစ်ပွင့်30နေချစ်ပွင့်ကျုံးမလေးရဲ့ပါးလေးနှစ်ဖက်ကိုညှစ်ချင်လိုက်တယ်